အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့3ရက်8လ2026မနေ့ညတော့ချိန်ရ3ချိန်မှာ3အချိန်ဖြစ်ပါတယ်3ချိန်ကီးရ3849ကီးနဲ့ကပ်ပါမယ်3 4 3 9 3849ကီးနဲ့ကပ်ပါမယ်3 4ရယ်5 8ရယ်မိန်အော်ပါဒါကဒီနေ့အတွက်ချိန်နဲ့ကီးနဲ့ဖြစ်ပါတယ်အားလုံးအဆင်ပြေသလိုယူဆောလို့ရပါတယ်ရှင်တပတ်စာအတွက်ကမနေ့ညကတော့ဗီဒီယိုလေးတင်ထားရတယ်ပေါ့နော်ထဲမှာဝင်ကြည့်လို့ရပါတယ်ဒီမှာတပတ်စာအတွက်ပေါ့နော်ဒါကဒီနေ့အတွက်1ချိန်နဲ့ကီးနဲ့ဖြစ်ပါတယ်အားလုံးပဲဒီနေ့ပေါ်ကြပါစေ channel လေးကို like subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်